teacher တို့ဒီနေ့လေ့ကျင့်ခန်း1နှစ်1တသမနှစ်စာမျက်နှာ15မှာရှိတဲ့ဥစ္စာလေးနံပါတ်2ကိုကြည့်အောင်เนาะကျဲဟိုယင်းနေ့ကနံပါတ်1ကိုရှင်းပြပြီးပြီဆိုတော့အခုနံပါတ်2ကိုကြည့်မယ် 5 နဲ့ 6 ကြားရှိ irrational gain တစ်ခုကိုဖော်ပြပါလို့သူကပြောထားတယ် okay သူကကိုတွက်လို့ရတဲ့ gain ဒီ5နဲ့ 6 ကြားမှာရှိရမယ်5နဲ့ 6 ကြားမှာရှိရမယ်5နဲ့ 6 finances ကြားမှာရှိရမယ်အဲ့တော့ teacher တို့ကအဲ့ဒါကို root 27လို့ပေးလိုက်မယ်အဲ့ဒါဘာဖြစ်လို့ root 27လို့ပေးတာလဲဆိုလို့ရှိရင် teacher တို့က root 27ဒီ root ဆွဲလိုက်မယ်ဆိုရင်3တစ်ထပ်နဲ့3နှစ်ထပ်နဲ့မြောက်ထားတာ3တစ်ထပ်နဲ့3နှစ်ထပ်နဲ့မြောက်တော့ teacher တို့က3နှစ်ထပ်ဒီ3လို့ယူလို့ရပြီးတော့ကျန်တာဒီ root 3အဖြစ်ကျန်မယ် root 3ရဲ့တန်ဖိုးဒီ teacher တို့ဒါ3ပေါင်းကြည့်မယ်ဆိုရင်3 plus root 3ရဲ့တန်ဖိုးဒီ 1.73 321အစားရှိတဲ့ပြင်ဖြစ်တယ်သူပေါင်းလိုက်လို့ရှိရင်4ကြော်ကြော်ပဲရမယ်အဲ့ဒီ4ကြော်ကြော်ဆိုတော့ teacher တို့ကဒီ5နဲ့6ကြားမှာရှိအဲ့ဒါကြောင့်မို့ teacher တို့က root 27ဆိုပြီးတော့ရေးရဖြစ်တယ်เนาะအဲ့တော့ teacher တို့5နဲ့6ကြားရှိ rational gain irrational gain တခုကိုဖော်ပြပါလို့မေးတယ်ဆိုလို့ရှိရင် root 27လို့ရေးပြလိုက်ရုံပါပဲเนาะကဲအဲ့ဆိုရှင် teacher တို့နောက်တစ်ပုတ်နံပါတ်3ကိုကြည့်အောင်နံပါတ်3ပုတ်လေးကိုကြည့်အောင်နံပါတ်3လေးကိုကြည့်အောင်ဒီမှာ1နဲ့2ကြားရှိ rational gain တစ်ခုကိုဖော်ပြပါ1နဲ့ root 2ကြားရှိ rational gain တစ်ခုကိုဖော်ပြပါ1နဲ့1နဲ့ဒါနံပါတ်3เนาะနံပါတ်3 1နဲ့ root 2ကြား1နဲ့ root 2ကြားroot 2ကြားမှာရှိတယ်ဘာကိုခေါ်နေလဲ rational gain ကိုဖော်ခိုင်းတာ rational gain ကိုဖော်ပြခိုင်းတော့ကဲအဲ့ဆိုလို့ရှိရင်1ကတော့1မယ်เนาะ root 2ကချေတို့ root 2ကဘာလဲဆိုတော့ 1.4142 အစရှိတဲ့ပြင်ဖြစ်တယ်เนาะအဲ့တော့ teacher တို့ဒီ1. ချေတို့အနည်းဆက်ဆုံးယူလိုက်မယ်ဒီနာ 1.4 လို့ယူမယ်ဒီရှေ့က1ဒီကြားမှာရှိတဲ့ကိန်းဆိုဘာလာမလဲ 1.2 ယူလို့ရတယ် 1.3 ယူလို့ရတယ် 1.4ယူလို့ရတယ်เนาะအဲ့ဒါဆိုလို့ရှိရင် teacher တို့က तू ကတစ်ခုကိုပဲဖော်ပြခိုင်းတာဖြစ်တဲ့အတွက် teacher တို့က 1.2 ဆိုပြီးတော့အဲ့တစ်ခုလေးကိုပဲ1.2 ဆိုပြီးအဲ့တစ်ခုလေးကိုပဲယူလိုက်မယ်เนาะတစ်ခုပဲဖော်ပြခိုင်းတော့ခါကြတော့အဲ့ဒါက teacher တို့ number 3ပြီးသွားပြီ number 4ကြည့်အောင်1နဲ့ root 2ကြားရှိ irrational gain တစ်ခုကိုဖော်ပြပါ1နဲ့ root 2ကြားမှာရှိတဲ့ irrational gain အဲ့ဆိုလို့ရှိရင် teacher တို့ခုနကတော့လို့ပဲ1ရဲ့1ကတော့1ပဲ root 2ရဲ့တန်ဖိုးသည်1.414ရှိတယ်အဲ့ဒါမျိုးသူဒီတခါပြောတာက irrational gain ဒီမှာ irrational gain လေးကိုဖော်ပြပါဖြစ်တဲ့အတွက်ကျွန်တော်ဖော်ပြတဲ့ gain ဒီ irrational gain ဖြစ်ရမယ်အဲ့တော့ root 2ရဲ့1ကတော့1ပဲroot 2ရဲ့တန်ဖိုးဒီ1.4142အဲ့လိုမျိုးဖြစ်တဲ့အတွက်ဒီချေတို့ကဒီမှာဆိုလို့ရှိရင်သူကဒီကြားထဲမှာရှိတဲ့ irrational gain เนาะ irrational gain ကိုမေးတာဖြစ်တဲ့အတွက်ဒီချေတို့ကဒီဟာဒီဒါဒီအဆုံးမရှိပြန်ထက်ဒသမဂိမ်း 1.414243 အဲ့လိုလာအဲ့ rational gain အဲ့တော့ irrational gain ပဲဖြစ်ရမယ်ဆိုတဲ့အတွက်ဒီချက်1.41ဒါလည်း irrational ပဲကဲအဲ့ဆိုရှင် teacher တို့ကနောက်ထပ်တစ်ခုကလည်းအဲ့လိုပြန်မထည့်ရအောင်ဆိုတော့ teacher တို့ရေးလိုက်မယ် 1.1010001အဲ့လိုမျိုးအစားရှိတဲ့ပြင်ဒီလိုကိန်းလေးကိုဖော်ပြလိုက်မယ်ဒါမှမဟုတ်ဘူး teacher တို့အပိုင်းကိန်းလို့ဖော်ပြမယ်ဆိုလို့ရှိရင်လည်းနောက်တစ်နည်းဖော်ပြလို့ရသေးတယ်တော့အပိုင်းကိန်းနဲ့လည်းတခြားနည်းနဲ့ဖော်ပြလို့1 plus root 2/2အစားရှိတဲ့ပြင်အဲ့လိုမျိုးလေးလည်းဖော်ပြလို့ရတယ်เนาะအဲ့တော့ကျတို့အလွယ်ဆုံးနည်းကတော့ဒီလိုလေးဖော်ပြလိုက်ဒီမှာ101000ဆိုတော့ဒါပြန်မထပ်ဘူးပြန်မထပ်တဲ့အတွက်ဒါဒီအစုံလည်းမရှိဘူးပြန်လည်းမထပ်တဲ့အတွက်ဒီကောင်ဒီ irrational ဒီလိုကိန်းလေးကိုဖော်ပြလို့လည်းရပါတယ်တခြားကိန်းတွေဖော်ပြစရာရှိတဲ့ကိန်းတွေလည်းသိတယ်ဆိုလို့ရှိရင်ဖော်ပြလို့ရပါတယ်เนาะကဲအဲ့ဆိုရှင် number 5လေးကိုကြည့်ရအောင် root 5နဲ့ root 13ကြားရှိ irrational gain တစ်ခုကိုဖော်ပြပါတဲ့ root 5နဲ့ root 13ကြားဆိုတော့ဒီဟာလေးကတော့လွယ်ပါတယ် teacher တို့အဲ့ဒါလေးကို teacher တို့ root 7လို့ဖော်ပြလိုက်ရင်ပြီးရောလေဒါ root 5နဲ့ root 13ရဲ့ကြားမှာရှိတဲ့ irrational gain မယ်เนาะအဲ့ number 5ရဲ့အဖြေလေးက root 13ဆိုပြီးဖော်ပြလို့ရတယ်ကဲ number 6ကိုကြည့်လိုက်အောင် number 6ကဘာမေးထားလဲမြောက်လက်သည် irrational gain ကိုရစေတော့မတူညီသည့်
irrational gain တစ်ခုကိုကိန်းနှစ်ခုကိုရှာပါတယ်မြောက်လက်သည် rational gain တစ်ခုကိုရစေတော့မတူညီသည့် irrational gain အဖြစ်သည် rational gain ရရမယ်မြောက်ထားတဲ့မြောက်ကိန်းသည် irrational gain ဖြစ်ရမယ်အဲ့နှစ်ခုကိုဒီကျတို့ဖော်ပြပါလို့ပြောထားတယ်ပြောထားတဲ့ခါတော့ရရမှာဒီ rational ရရမယ် rational ရရမယ်မြောက်မဲ့ဟာသည် irrational ဆိုလို့ရှိရင်ဒီကျတော့ဒီမှာ rational gain ဆိုတော့ root 2အမြောက်ဒီကျတော့ဒါရရမယ်ဟာเนาะကျတို့ခုမြောက်မှာ irrational root 2အမြောက် root 18လို့ဆိုပြီးတော့မြောက်လို့ရှိရင်လည်းရတယ်အဲ့ဒါဆိုလို့ရှိရင်ဒီကျဒီမှာမြောက်ပြမယ်အဲ့တော့မြောက်လိုက်တော့ root 36 ဆိုတာက root 6 square equal to 6ဆိုပြီးတော့ရเนาะကဲနောက်တစ်ခု तू ကနောက်တနည်းဖော်ပြအောင်မယ် root 2 into root 8เนาะ root 8ဆိုပြီးတော့ဖော်ပြလိုက်မယ်ဖော်ပြပြီးဆိုရင်ဒီမြောက်လိုက်လို့ရှိရင်8နဲ့လီ16ဒီဒီကျတော့ root 4 squareဒီဒီကျတော့4ပဲဖြစ်တဲ့အတွက်ဒါသည် rational gain အဲ့လိုမျိုးလေးတွေဖော်ပြလို့ရပါတယ်เนาะကျန်2မျိုးလောက်ဒီပြောပြလိုက်ပါတယ်